မင်္ဂလာပါချစ်တို့ရေဒီနေ့တော့မိသားစုညစာလေးပြင်မှုအတွက်လုပ်ပါမယ်ရှင်။ပေါင်မုံနဲ့စားမှာပေါ့နော်။အဲ့တော့အသားကိုပြင်ပါမယ်။အသားကဝတ်သားရဲ့လိုင်းသားလေးတွေပေါ့နော်။လိုင်းသားတွေရတယ် pork chop မရလာဘူး။ဒါကြောင့်မို့လို့လိုင်းသားလေးတွေကိုပြင်ပါမယ်ရှင်။ပြီးလို့ရှိရင်အရသာနေဖို့အတွက်သားရဲ့စိတ်ဝင်အောင်လို့တူလေးနဲ့အကောင်းလုံးလိုက်ပြီးတော့ထူပေးပါမယ်။ပြီးလို့ရှိရင်သူကိုစားရဲ့ရတာမုတ်ရဲ့စနွင်းရဲ့အယောင်တင်ရဲ့ပဲညံပြားရဲ့အကြီးပဲညံပြားရဲ့အနောက်ပြီးတဲ့ခါကြလို့ရှိရင်ကျမကဒီ oregano အနံ့ကိုကြိုက်တဲ့ကြောင့် oregano အမှုန့်လေးနဲ့နေပြီးတော့နှက်ထားလိုက်ပါတယ်ဒီလိုပဲချက်တောင်မှန်ကိုလည်းစားအရတာမုတ်ထည့်ပါမယ်ပဲညံပြားရဲ့အကြီးအနောက်အယောင်တင်မုတ်ကလေးနဲ့ထည့်ပြီးတော့နေပြီးတော့နှက်ထားလိုက်ပါမယ်ရှင်ပြီးတော့ဒါကတော့စက်သားစိတ်သားပေါ့နော်စက်စိတ်သားလေးတွေကိုစားရတာမုတ်ကလေးထည့်မယ်စနွေးရဲ့အယောင်တင်လေးရဲ့ပဲငက်ပြားရည်လေးထည့်မယ်အဲ့ဒါမှလည်းအယောင်လေးလာအောင်ပေါ့နော်ဒီမှာလည်း oregano အနံ့လေးကြိုက်တဲ့အတွက်ကြောင့်ပေါင်မုံနဲ့တွဲစားမှာဆိုတော့ oregano အနံ့ကိုကျွန်တော်ကြိုက်တယ်ဒါကြောင့်မလို့အဲ့အနံ့ထည့်တယ်မကြိုက်ရင်မထည့်နဲ့ပေါ့နော်ဒါကတော့နှက်ထားတဲ့ဝတ်သားချက်တောင်မဲ့ရဲ့စက်စိတ်သားလေးဖြစ်ပါတယ်ကျွန်မဒီတစ်ခါကတော့ air fryer တွေ oven တွေမသုံးဘဲနဲ့ကျွန်မ pan နဲ့ပဲကျွန်မလုပ်ပါမယ်နော်စီလေးနည်းနည်းလေးထည့်မယ်ပြီးလို့ရှိရင်ခုနကအရသာနှက်ထားတဲ့ဝတ်သားပြားလေးတွေကိုထည့်ပြီးတော့ကြော်ပြလိုက်မယ်ရှင်စီနည်းနည်းပဲသုံးပါမယ်နော်ပြီးလို့ရှိရင်တစ်ဖက်စီကိုလှန်ပြလိုက်ပါမယ်ဒီတော့လူကြီးလဲစားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မကအရသာလေးနူးပြီးတော့အိနေရလို့ရေးထည့်ပြီးတော့အဖုံးအုပ်ပြီးတော့တဲထားလိုက်ပါမယ်ရှင်ဒါကတော့ကျွန်မကြိုက်လို့အနံ့လေးတွေပေါ့နော်ခုနကတော့ oregano အနံ့လေးထည့်လိုက်တာပါလူကြီးခမ်းသွားပြီဆိုလို့ရှိရင်ရပါပြီလူကြီးလဲစားမှာဖြစ်တဲ့ကြောင့်ဒါဝါလို့ရအောင်နူးနူးအေးအေးလေးပေါ့နော်ဒါပြီးလို့ရှိရင်ချက်တောင်မှန်လေးတွေလုပ်ပါမယ်ခုနကအရသာနှက်ထားတဲ့ချက်တောင်မှန်လေးတွေကိုဒဲဝဲမှာစီကျွန်မမကြော်ချင်လို့ပေါ့နော်စီနည်းနည်းလေးပဲထည့်ချင်တယ် deep fry မဟုတ်ပဲနဲ့စီနည်းနည်းလေးပဲထည့်တာမို့လို့သူ့ကိုအရောင်လေးကိုရေးသွားအောင်ပေါ့နော်လုပ်ပေးလိုက်တယ်ပြီးနောက်တစ်ဖက်ကိုလှန်လိုက်တယ်ခုနလိုပဲရေလေးထည့်ပြီးတော့ပုံလေးအုပ်ပြီးတော့ထည့်ထားလိုက်ရရှင်အရသာလေးတွေထည့်ဝင်ပြီးတော့နူးအီးပြီးတော့စားကောင်းတဲ့ချက်တောင်မှန်ရပါတယ်ပြီးလို့ရှိရင်ခုနကကြက်ကြိတ်သားလေးကိုလည်းကျမကစီအများကြီးနဲ့မကြော်ချင်ဘူးဒါကြောင့်မလို့ဒဲအိုလေးကိုစီနည်းနည်းလေးပဲထည့်တယ်ပြီးလို့ရှိရင်ကြက်ကြိတ်သားလေးကိုပြားလေးတွေလုပ်ပြီးတော့ထည့်လိုက်ပါတယ်ရှင်ပြီးတစ်ဖက်စီလမ်းမဲ့ရေးထည့်မဲ့ဖုံးအုပ်ကလေးတည်ထားမယ်ရှင်ဒါတွေကို air fryer oven နဲ့မှလုပ်လို့ရပါတယ်ဒါကတော့ကျမပန်နဲ့ပဲသုံးထားတာပေါ့နော်ဒါကတော့ကျမလုပ်ထားတဲ့mayonnaise ဖြစ်ပါတယ်ပေါင်မုတ်ကလေးရဲ့နောက်ကျက်ဥချောင်းကြော်တယ်ကျက်ဥကြော်တယ်အာလူးကြော်တယ်ပေါ့နော်နောက်ချက်သလုံးလေးကြော်ပါတယ်မိသားစုအတွက်ဒီနာလေးပြင်ပေးဖြစ်တာဖြစ်ပါတယ်ရှင်ယေရှုအများကြီးတင်ပါတယ်စားကောင်းပါစေဒါကတော့ပေါ့နော်ပြောင်းဘူးကိုဘူးနဲ့လာတဲ့ပြောင်းဘူးကိုကျွန်မပုံရင်းလေးနဲ့ဟင်းချိုးချက်ထားတာပါပျော်ရွှင်သောနေ့ရက်များဖြစ်ပါစေရှင်